United ကစားသမားတတိုက်လေဒီဒရာမာကြီးကိုကြိုက်နေကြတာပဲလူတိုင်းကကျွန်တော်တို့ကိစ္စနဲ့ပတ်သက်လို့ပြောနေဆိုနေကြတယ်ရာသီသစ်အတွက်ပထမဆုံးလေ့ကျင့်ခန်းစဆင်းနေနေတုန်းကဆိုရင်ဘယ်သူမှမသိဘူးဘော်စင်ထိုးတဲ့လက်အိတ်နဲ့စုံကိုအသင်းကိုယူလာခဲ့ပြီးတယ်ကျွန်တော်တို့ယောက်လေ့ကျင့်ခန်းမဆင်းခင်အဝတ်လဲခန်းထဲမှာများတီးကြစော်ကြမလားလို့ပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ပထမဆုံးလေ့ကျင့်ခန်း session ပြီးသွားတဲ့အချိန်မှာအားလုံးကအရင်ကအတိုင်းပြန်ဖြစ်သွားတယ်မိုးရွာပြီးတော့အရာအလုံးကိုစီးကြောချသွားသလိုပဲရိုနယ်ဒိုကိုကြည့်ရတာပို့ပြီးတော့ဆူရှာထက်မြက်လာတယ်ကျွန်တော်တို့အတူတွဲပြီးတော့လေ့ကျင့်တာအတော်လေးကောင်းခဲ့တယ်လူတိုင်းကလည်းလေ့ကျင့်ခန်းကိုအကောင်းဆုံးဆင်းကြတယ်ကျွန်တော်တို့တကယ်ကိုအပြန်စားရာသီတစ်ခုကိုရရှိတော့မယ်ဆိုတာကျွန်တော်ပြောနိုင်နေခဲ့ပြီ2006-2009ရာသီအစားပူဟန်ပွဲပြီးတဲ့နောက်မှာတော့ကျွန်တော်ဘောလုံးအသင်းတွေမှာကစားခဲ့ဘူးသမျှတွေယုံကြည်မှုအမြင့်ဆုံးအခြေအနေတစ်ခုကိုရောက်နေပြီလို့ပြောလို့ရနိုင်တယ်။ဘာကြောင့်လဲဆိုတော့ United ရဲ့စာရွက်ပေါ်ကလူစင်းဟာအသင်းတိုင်းကိုခြေမွားပစ်လိုက်ဖို့ရနိုင်လောက်အောင်တောင့်တင်းလို့နေတယ်။ရူးထွက်သွားတယ်ဆိုတာကတော့ဟုတ်ပါတယ်။ဒါပေမဲ့နီးပြကြီးကကျွန်တော်တို့ကိုအသင်းတိုင်းကိုလွှင့်စင်သွားစေနိုင်တဲ့ကစားဟန်မျိုးနဲ့ကစားဖို့လေ့ကျင့်ညွှန်ကြားထားတယ်။သူကကျွန်တော်တို့အသင်းကိုအမြန်နှုန်းနဲ့အမြင့်ဆုံးအနေထားနဲ့ကစားစီခြင်းနဲ့ကျွန်တော်ရိုနယ်ဒိုလူဝီတို့ကိုရှေ့မှာတင်ပြီးတော့အမြန်ဆုံးအလီနဲ့ကစားဖို့ပြင်ဆင်ထားတယ်ကျွန်တော်တို့တံမြန်တိုက်စစ်ကိုအလီမြန်ကစားတဲ့နီလန်နဲ့ကစားမယ်သူကဒီကစားဝက်ကိုနောက်လပေါင်းများစွာအထိဘယ်အသင်းမှခံနိုင်မှာမဟုတ်ဘူးလို့ယူဆထားတယ်ကွင်းထဲမှာလူတိုင်းကတိုးတက်လာကြတယ်ဒါရင်ဖလက်ချာကကွင်းလင်မှာပို့ပြီးတော့ရင်းချက်တည်ငြိမ်လာတယ်သူပြောင်းတဲ့ခြေထောက်နှစ်ချောင်းနဲ့ဒီຫນွေမှရောက်လာတဲ့လူသစ်မိုက်ကယ်ကာရစ်ကလည်းအသင်းမှသူ့ရဲ့ရက်တန်ကိုလင်းလင်းမြဲမြဲပဲရှာတွေ့သွားတယ်ရာသီကြိုခြေစမ်းပွဲတွေမှာသူကအသင်းရဲ့ခန်းစီကျောင်းရှေ့မှာနေရာယူပြီးတော့အသင်းအတွက်ခန်းစီကိုပါတွဲပြီးတော့ကူပေးနေတယ်ကျွန်တော်တို့ကရှေ့ထဲမှာအမြန်နှုန်းနဲ့တက်ပြီးတော့တိုက်နေတဲ့အချိန်မှာပေါ့အဲ့ဒီပြင်ဘက်ထရစ်အီဘရာနဲ့နီမန်ဂျာဘီရီတို့ကလည်းရုပ်ကြီးဆိုသလိုပဲအသင်းမှာအသားကျပြီးတော့အသုံးဝင်လို့လာတော့တယ်ဘက်ထရစ်ဟာ2005-2006ရာသီကုန်ကန်နီးလောက်မှာအင်္ဂလန်ဘောလုံးပွဲရဲ့အမြန်နှုန်းကိုလိုက်နိုင်လာခဲ့တာပဲသူပြင်သစ်မှာရင်ဆိုင်ကင်တွယ်ခဲ့ဘူးသမျှမြန်နှုန်းတွေထက်အစပေါင်းတန်းနဲ့ချီပြီးပုံမြန်တဲ့အလင်ကိုလိုက်နိုင်လာတယ်ဒီကနဲ့ရီယိုတို့ဟာအဲ့ဒီအခိုက်အတန့်ကာလမှာတော့ကမ္ဘာအကောင်ဆုံးနောက်ခံကစားသမားအတွေ့ဖြစ်လို့လာခဲ့တယ်ရာသီကြိုခြေစမ်းပွဲတွေပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့လုံးဝကိုမာကြောသွားပြီကျွန်တော်တို့အပျော်ပြက်အတွက်နေတောင်ဂိုးတွေသွင်းနေလို့ရပြီဘယ်အသင်းကိုမဆိုကွင်းထဲကနေလှဲချင်းပြီးတော့ကန်ထုတ်လိုက်လို့ရပြီကျွန်တော်ထင်တာမှန်ခဲ့ပါတယ်ဖူဟန်ကို 5-1 နဲ့နိုင်တာကအစပြုံပဲရှိခဲ့တာပါအဲ့နောက်မှာချာတန်အက်တလက်တစ်ကို3စီစပါးကို1စီနယူကာဆယ်ကို2စီလီဗာပူးကို2စီဘော်တန်ကို4စီအေဗာတန်ကို3စီဗီလာကို3စီဝက်ဖို့ကို4စီရာသီစတဲ့နေ့ကလေးကတရားသီလုံးနီးပါးဇယားထိတ်မှာပဲဥဆောင်နိုင်ခဲ့တယ်နည်းနည်းလေးမှတော့ရိမ့်မသွားခဲ့ဘူးစပါးကို4စီနဲ့ထပ်နိုင်တယ်ဘော်တန်ကို4-1ဘလက်ဘန်ကို4-1ကျွန်တော်တို့ကခြေစွမ်းမကောင်းကစားပုံဆိုတဲ့ပွဲတွေမှာတော့မှအနိုင်ရအောင်ယူတတ်ဖို့အတွေ့အကြုံတွေရင့်ကျက်ခဲ့ပြီး Sheffield United ကို2-1 Middlesbrough ကို2-1 Reading ကို3-2ကျွန်တော်တို့ကစားပုံမကောင်းရင်တော့မှရလက်ကောင်းရယူနိုင်အောင်ကစားတက်လာပြီးဆိုတာကိုကျွန်တော်သိလာခဲ့တယ်ဒါဟာ United အနေနဲ့ဖလားကိုရယူတော့မယ်ဆိုတဲ့အရေးလက္ခဏာတွေပဲရုနွေရာသီမှာအသင်းကနေထွက်ပြီးတော့ Real Madrid ကိုပြောင်းသွားတာနဲ့ကျွန်တော်သူ့ရဲ့နံပါတ်10ကိုရခဲ့တယ်ကျွန်တော်ကိုယ်တိုင်ပဲနီးပြကြီးရဲ့ရုံးခန်းထဲကိုဝင်သွားပြီးတော့တောင်းဆိုခဲ့တာပါကျွန်တော်အမြဲတမ်းပဲနံပါတ်10ကိုကြိုက်တယ်ကျွန်တော်ပယ်လီမာရာဒိုနာနဲ့ဇီဒန်တို့လိုကစားသမားမျိုးတွေကိုသဘောကျတယ်သူတို့အကုန်လုံးကလည်းနံပါတ်10တွေဝတ်ခဲ့ကြတယ်ပြီးတော့အဲ့ဒီနံပါတ်ကတောင်အမေရိကမှာဆိုလဲအစင်လာကြီးတဲ့နံပါတ်ပဲလို့ကျွန်တော်ပြောခဲ့တယ်ဒါဆိုလေအဲ့ဒီနံပါတ်ကမင်းဟာဖြစ်ပြီးပေါ့ကွာလို့သူကပြောခဲ့တယ်အဲ့ဒီနံပါတ်ကိုဝတ်ပြီးတော့ပထမဆုံးကစားမဲ့ခွင့်ရေးဟာတကယ့်ကိုခံစားလို့ကောင်းလွန်ခဲ့တယ်